ကျွတ်တော်ကြီးပါလေပါလေအရင်တော့ YouTube ဝိုင်းပါဗျာ ဒီကဲတူဆော့ပြလာမှာဖြစ်ပါတယ် ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်ပါတယ် မင်္ဂလာပါလေးကိုလည်း ပြောပြပါဦး ဟုတ်ကဲ့ပါကျွန်တော်ကတော့YouTuber ကို UK ပဲဖြစ်ပါတယ်ခင်ဗျာโอเคမိတ်ဆက် နောက်တော့ GMGK ပဲဖြစ်ပါတယ် โอเค ဒါရ ဆော့လိုက်ကြရအောင် let's go ဒီဂိမ်းလေးရအောင် rain အော်မဟုတ်ပါဘူး ခါလာတစ်ပဲဖြစ်ပါ ခါလာတစ်ပါ ကဲ Sister ကဲ let's go တော့မယ် ကဲ GNGK ဒီကိုလာခဲ့ပါဦးဒီကဲကိုဆော့ချင်ဆော့ဒီလိုမတင်နိုင်တော့အရင်ကြာပါပြီပေါ့နော် ဟုတ်ပါတယ်ဗျာကျွန်တော်ကတော့ကြောက်ဗီဒီယိုလေးတင်ထားပါဗျာ ကဲသူ channel ကိုမကြည့်ရသေးသွားကြည့်ပြီးတော့ like and subscribe မဲမဲတဲ့တစ်ပေပုံရတယ်ပါတယ်လို့ ဟုတ်ပါတယ်ဗျာကျွန်တော်ရဲ့ကြောင်လေးမဲမဲနဲ့ဒီဗီဒီယိုတွေတင်ထားပါတယ်အဲကြောင့်ကိုအားသွားပေးပါဦးခင်ဗျာ ခုချိန်ပါချွေတော့အမီချွေတော့ရဲ့နောက်ကြီးကျွန်တော်လိုက်တယ် ကျွန်တော်ရဲ့ channel ကို like subscribe လုပ်ပေးပါဦးလေ ကျွန်တော် channel တော့အဲကွာကြီးတော့ပြကြပါဦးချွေတော့ဆိုင်ကချွေတော့ channel ပါချောလိုက်တဲ့ sorry ပါလားကျွန်တော်အိုက်တာနည်းနည်းဟောပြပါကြောက်သွားလို့ပါစိတ်မရှိပါနဲ့ခင်ဗျာ ကြောက်ပတ်လို့ အိုးဒီမှာဂျူလာခဲ့ GNGK ပြောပါရင်လည်းမလဲ အဲလာပြီ ဒီမှာနေအောင်တွေ့ပြီ နီယာ ဟုတ်တယ်ဒီမှာ ဟင် တရလာပြီ ဟုတ်ပါဦး လူတိုင်းတရလိုက်လား မတည်ဘူး မိုက်ဒီဖက်လိုက်ခလေးရကျွန်တော်ဒီထဲကိုဆော့တော်တော်လေးကြာနေပြီ ဟုတ်ပါရဲ့နောက်နှစ်လောက်ရှိပါ ဒီ ဗျာ ကအရင်တည်နေကောနော်အကြောင်းကျွန်တော်အတန်ဇိုးကြီးကိုမကြည့်ချင်တော့ကြော်သွားလို့ရပါတယ်ခင်ဗျာ ဟုတ်ပါတယ်ဗျာ ကျွန်တော်ချစ်တဲ့ပရိသတ်တွေကိုပါတီးတက်ကြည့်ဖို့ခေါ်ထားတာပါ ဟုတ်ပါတယ် ကျွန် ကျွန် တော် တော်မနှက်ဖင်ကြရဲ့ဗျာဟိုပါနှက်ဖင်ကြရဲ့ကျွန်တော်ဆီရမလို့စောကြအောင်ဖြစ်ပါတယ်ဒီနိုင်နှမ်းလိုက်ဖို့ပါချောင်းမောင်းမောင်းပါဗျာ โอเคပါဒီဗီဒီယိုတွေကိုမလို့တန်ကြည့်ချင်တယ်ဆိုရင်ဖြင့်ကျွန်တော်တို့ channel မှာကြည့်လို့ရပါတယ်ခင်ဗျာ ဟုတ်ပါတယ်သူတို့ channel ကထီလက်ဖပါတယ် သူ့ရဲ့ account နာမည်လေးကတော့ကျွန်တော်ဒီအပေါ်မှာပြထားပါတယ်သူ့နာမည်ကတော့ထွန်းကျော်ဆိုတဲ့ account ပဲဖြစ်ပါတယ် ကျွန်တော်လမ်းမနဲ့ရပါတယ်ဘယ်ဘက်ရောက်နေကြလဲ ပ မ လေ သိ ယာ ပါ တ ဘူး ရ ဗျာ နေအောင်လာခဲ့လေပလေယာ ဟုတ်ပါတယ်ဘေးတော့မှရှိတော့ချွေတော့ဖြစ်ပါလေဗျာ ကျွန်တော် ဒီနေ့မှာတော့ချွေတော့မှာဟိုမိုက်ခရိုင်နေဆော့ရရယူရိုင်းတော့မသိပါဘူး ဟာโอเคကျွန်တော်သိလိုက်အော် โอเคနာစာလိုက်မကောင်းပါဘူးဗျာ โอเคနားစားပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ ဒီတော့ပါပဲဗျာ ဘိုင်ဘိုင် bye 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 bye